ကိုဘေးနာကိုရဲ့အိမ်အောင်ဖက်ကိုရဲ့မိသားစုကိုရဲ့မောင်နှမကိုရဲ့မိဘတွေကိုချစ်ခင်တမိုးထားကြမယ်နော်ကျမဆိုရင်ကျမရဲ့မောင်နှမတွေကျမရဲ့အမေကျမရဲ့မောင်နှမကျမမှာအကူ9ယောက်ရှိတယ်ကျမမိသားစုကျမလေးအရန်ချစ်တယ်ကျမဆွေမျိုးတွေကိုအရန်ချစ်တတ်တဲ့ထဲမှာကျမပါတယ်အဲ့တော့မောင်နှမတွေဆိုရင်လည်းကျမကိုရဲ့အကိုတွေကိုရဲ့တူလေးတွေဆိုလည်းကျမအရန်အောင်မြင်ဖြစ်ထွန်းစေချင်တယ်အဲကြောင့်ကျမအရန်ချစ်တယ်အဲ့တော့ပြပြချင်တာကျမတို့တွေကအကြောင်းအရာကိုဘာနဲ့ကျမတို့တွေကဆုံးဖြတ်ကြလဲအကြောင်းအရာတစ်ခုပေါ့နော်မကျေနပ်စရာအကြောင်းအရာတွေပေါ်ပေါက်ကြပြီဆိုရင်ဘာတွေနဲ့ကျမတို့တွေကတိုင်းတာဆုံးဖြတ်ကြလဲဆိုတော့အချစ်အမုန်းအကောင်းအဆိုးဆိုတာတွေနဲ့ကျမတို့ကတိုင်းတာကြတယ်ချစ်တဲ့အချိန်မှာချစ်တဲ့စကားတွေနဲ့ချစ်တဲ့အရာတွေကိုကျမတို့ကပြသကြပြီမယ်တယောက်နဲ့တယောက်အဆင်မပြေဖြစ်တဲ့အခါမှာဆိုရင်ကျမတို့ကအမုန်းတရားတွေကစပြီးတော့ပေါ်ပေါက်လာကြတာပေါ့နော်ဒါဆိုရင်ကျမဆိုရင်ဒီလိုမျိုးတန်တွေကိုကောင်းကောင်းခံရတယ်ကျမချစ်တတ်တဲ့လူလေကျမချစ်တတ်တဲ့လူဆိုတော့ပေါ့နော်ဒါဆိုရင်အဆိုးအကောင်းကျမတို့ကလေကိုယ့်အပေါ်မှာကောင်းနေတဲ့လူကောင်းနေတဲ့အချိန်ဆိုရင်တော့ကျမတို့တွေကအဆိုးတွေကိုမမြင်တော့ဘူးကိုနဲ့တခုခုလေးအစင်မပြေဖြစ်လိုက်ပြီဟဲ့ဆိုရင်အစိုးမြင်စိတ်တွေနဲ့ပဲကျမတို့ကဆက်ဆံလိုက်တော့တာဘောနော်အဲ့တော့ကျမတို့တွေကဘာကိုပြန်ကြည့်ဖို့လို့လဲဆိုရင်တော့ကျမတို့တွေကအကြောင်းအကျိုးဆိုတဲ့အရာနဲ့ပဲကျမတို့တွေကဒါဆုံးဖြတ်တာအရန်ကောင်းတယ်ကျမဆိုရင်အကြောင်းတရားကိုပဲကျမဆုံးဖြတ်တယ်ဘာကြောင့်လဲဆိုရင်ကိုပေးလိုက်တဲ့အရာဘာလဲသူ့ကိုအချစ်ပေးအချစ်ပြန်ရမှာပဲနော်အဲ့တော့အချစ်ပေးလိုက်တယ်ဆိုရင်အကျိုးကကိုယ့်ကိုပြန်ချစ်တဲ့အကျိုးကိုပဲကျမတို့ကပြန်ရမှာဒါကြောင့်ကျမတို့ကအကြောင်းအကျိုးနဲ့မျှော်ကြည့်စွာတွေးတောပြီးတော့မှကျမတို့ကဒါဆုံးဖြတ်ဖို့လိုတာပေါ့နော်အကြောင်းကဘာလဲဆိုရင်ကောင်းတဲ့အရာပြီးရင်ကောင်းတာပြန်ရမှာပဲဒါလောကနေရာမှာကောင်းတာကိုရမယ်ဒါကြောင့်ကျမဒီနေ့ပြပြချင်တာကတော့ကိုယ့်ရဲ့ဘေးနားမှာရှိနေတဲ့အရာတွေကကျမတို့တွေကပါမယ်ရေစက်တွေနဲ့စုံတွေ့ခဲ့ကြတာမဟုတ်ပါဘူးဒါဘဝတောင်းကျိုးလေးတွေနဲ့ဆင်ခြင်သုံးသပ်ကြပြီးကိုဘေးနားမှာရှိတဲ့လူတွေကိုချစ်ခင်နိုင်ကြပါစေလို့ကျမဒီနေ့ပေးချင်တဲ့ message လေးပေါ့နော်ဒါကြောင့်အတွေ့အတူတယ်ဆိုရင်တော့ follow လေးလုပ်ခဲ့လိုက်ပါနော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်